မှန်မကွဲတွေမှာနော်ဘလို့ဘာရသိပဲဖြစ်ဖြစ်ဗျာဘလို့ quality ပဲဖြစ်ဖြစ်ဘလောက်တန်ပဲဖြစ်လို့နေကျွန်တော်တို့ကဒါတကယ်ကို system ကြနဲ့ data အချက်လက်နဲ့ခွဲချမ်းစိတ်ဖြာပြီးတော့ဝယ်တတ်မယ်ဆိုရင်ကျွန်တော်တို့အများကြီးဝယ်ကြမလို့ model တွေထောင်နဲ့ချီရှိနေပြီဗျာအများကြီးဝယ်ကြမလို့အခုကျွန်တော်ပြထားသလိုပဲဒါဘူး90 55ဘူးပတ်ချလဲလောက်ပဲကျွန်တော်တို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့မှန်မကွဲတွေမှာကစိတ်ထိုက်တွေရှိတယ်စိုက်တူတာတွေရှိတယ်ဥပမာကျွန်တော်တို့ M73 ဒီ M73 တစ်မျိုးတည်းနဲ့ model 300ကျော်ကတ်လို့ရတယ် F73 ဆိုရင် model 150ကျော်ကတ်လို့ရတယ်ဆိုပါလို့ဒါပေမဲ့လည်းကျွန်တော်မှန်မကွဲမှာစိတ်ဆိုင်ပေါ့နော် site to စင်းလေးသိုံနဲ့ကလည်းအလုံးမဖြစ်ပြန်အောင်ဘာဖြစ်လို့ site to စင်းလေးသိုံနဲ့အလုံးမဖြစ်လဲဆိုတော့မှန်မကွဲတွေရဲ့ဒီဒစိမ့်တွေပေါ်မူတည်ပြီးတော့ဗျာဒီဒစိမ့်ကဘယ်လိုပြောမလဲဗျာနော်လုံးဝ full size ကြီးထုတ်တယ်ဒီဒစိမ့်ကနည်းနည်းလေးခက်ချော့ချော့ထုတ်တယ်ဒီဒစိမ့်ကကျတော့ကာဗန်နဲ့လုံးဝထုတ်တယ်အဲ့ဒီအနေထားပေါ်မူတည်ပြီးတော့ကျွန်တော်တို့ကအတိုးလျှော့လောက်ရတာတွေရှိတယ်ဆိုတော့ပြောချင်တာကစိမ့်ဆိုင်သိုံနဲ့လည်းလုံးမဖြစ်ဘူးဒါပေမဲ့စနစ်တကျနဲ့ system ကြရှိလို့ရှိရင်လည်းအများကြီးမလို့ဘူး90ကျော်ရှိုံနဲ့ကျွန်တော်တို့လုပ်ငန်း level လို့ရတယ်မှန်မကွဲလုပ်ငန်းကိုစတင်လို့ရတယ် level လို့ရတယ်ဟုတ်ပြီကျွန်တော်အခုထပ်ပြီးတော့ရှင်းပြချင်တာပါဗျာကျွန်တော်ဒီမှာမှန်မကွဲဝယ်နေတဲ့မိတ်ဆွေတွေဆိုင်တွေအများကြီးရှိတယ်ကျွန်တော်ဆိုင်900ကျော်ရောင်းပြီးသွားပြီလက်ရှိအနေထားလေးပေါ့နော်ဆိုင်900ကျော်ရောင်းပြီးသွားပြီတချို့ကကျတော့ဒီကျွန်တော်ရဲ့ဒီ data file ကိုမကြည့်တတ်လို့ဆိုပြီးတော့လာမေးကြတာတွေရှိတယ်အခုရဲ့ file တွေကဟို model တွေနဲ့ data တွေနဲ့ဘယ်လိုကြည့်ရတာလဲကုတ်တွေကကျွန်တော်မကြည့်တတ်လို့အဲ့လိုလာပြောတာဆိုတော့ဒီကုတ်ကြည့်ဖို့ရကအရန်လွယ်ကူတယ်ဗျာဥပမာကျွန်တော်တို့မှန်မကွဲဖုန်းတစ်လုံးလာခဲ့တယ်ဖုန်းတစ်လုံးကုတ်ဒီကိုမှန်မကွဲလာခဲ့လို့ရှိရင်ပေါ့ဗျာဘယ်ဘူးတွေကနေယူခဲ့ပေးရမလဲကျွန်တော် model တွေကထောင်နှင်းကြီးရှိပြီလေဗျာကျွန်တော်တို့ထားရဒီမှာဘူး90ကျော်လေးပဲလုပ်မယ် okay ဘယ် model လာရင်ဘယ်ဘူးတွေကနေယူခဲ့ပေးရမလဲဆိုတဲ့ transition က10စက္ကန့်ပြင်မကြဘူးဥပမာကျွန်တော်တခုရှင်းပြမယ်ပေါ့နော်ဥပမာဖုန်းတစ်လုံးလာခဲ့တယ်ဒီဖုန်းကိုကျွန်တော်တို့ကြည့်လိုက်တယ်ဟုတ်ပြီ Oppo A16 ဒါဆိုရင်ကျွန်တော်တို့က data file ကိုလှန်ကြည့်လိုက်မယ် data file မှာ Oppo A16 ဆို Oppo ဆို O နဲ့စမယ်ဗျာ Tecno ဆို T နဲ့စမယ် Samsung ဆို S နဲ့စမယ်ဒါပဲရှင်းလေးပဲဆိုတော့ Oppo A16 ဆိုတော့ကျွန်တော်လှန်ကြည့်လိုက်မယ် okay ဒီမှာတွေ့ပြီသူနဲ့တက်တဲ့ကုတ်က M73 ဒါဆိုရင်ဗျာအရန်ယူရှင်းတယ်ဒီထဲကနေတော့ကျွန်တော်တို့ M73 ကိုကြည့်လိုက်မယ်ဒီမှာဒါကျွန်တော်တွေ့ပြီ M73 ဒါဆို M73 ဘူးတွေကနေယူပြီးတော့မှန်မကွဲကပ်ပေးလိုက်အောင်ပဲကဲဘယ်လောက်မြန်လဲ10စက္ကန့်ပြင်မကြဘူးနော် model တစ်ခုရှာချင်းထောင်နဲ့ချီရှိပြီသေး model တစ်ခုရှာချင်း10စက္ကန့်ပြင်မကြဘူးနောက်တစ်ခါထပ်ရှင်းပြမယ်ဥပမာ Redmi 15C Redmi 15C လာခဲ့ရင်ကျွန်တော် Redmi R နဲ့စမယ်ကျွန်တော်စာအုပ်ကိုလှန်ကြည့်လိုက်မယ် Redmi 15C တွေ့ပြီသူနဲ့တက်မှာ M21B ဒါဆိုရင်ဒီဘူး90ကျော်တွေကနေပြီးတော့ကျွန်တော် M21 လေးကိုအစင်လိုက်စီထားတဲ့တွေကနေကြည့်လိုက်မယ် okay ဒီမှာတွေ့ပြီ M21B ဒါဆိုဒီကနေယူပြီးတော့ကပ်ပေးလိုက်အောင်ပဲအရင်ရိုးရှင်းတယ်မြန်ဆန်တယ်အလုံးမရှုပ်ဘူး model ကိစ္စတွေခင်ဗျာစဉ်းစားရမလို့တချို့ကမေးတာအကိုကြီးကျွန်တော်ဗျာနည်းနည်းလေးတူနေတာတို့နည်းနည်းလေးရှည်နေတာတို့တချို့ကကျတော့ဗျာကာဗန်နဲ့သိမ့်မလို့ချင်ဘူးတချို့ customer အကိုကြီးနည်းနည်းလေးတူလို့နေဗျာဒီတက်ပြည့်အောင်မရှိဘူးလားပေါ့ဗျာအစသဖြင့်ပေါ့အစုံမေးလိုက်ရင်အဲ့အတွက်လေကျွန်တော်တို့ကအဖြေပေးထားတယ်ဘယ်လိုမျိုးလဲဆိုတော့ဒီကုတ်တွေကဗျာဒီမှာကြည့်နော်ခင်ဗျားတို့ဒီမှာနော် M9 ဟုတ်လား M8 8B M9 9B သဘောပေါ့နော်73B 14 15ဒီ1နဲ့3လေးတွေကကျွန်တော်တို့မှတ်မကွဲလေးတွေရဲ့ဒီအတူအရှိလေးတို့နာမည်ပေးထားတာခုနကပြောတဲ့ခင်ဗျာနည်းနည်းလေးတူနေတာတို့နည်းနည်းလေးရှည်နေတာတို့ဆိုပြဿနာကဒီဟာလေးတွေခင်ဗျာတို့အတူလျှော့လို့ရမယ်နော်73က14တက်တိုးမယ်14က15တက်တိုးမယ်15က14တက်နည်းနည်းလေးကြီးမယ်ကျွန်တော်တိကျတဲ့သတ်မှတ်ချက်တွေတော့ရှိတယ်ပေါ့ဗျာဒါဒီမှာအချင်းချင်းပြောလိုက်မယ်ဆိုတော့ပြောချင်တာက M73 နဲ့ကျွန်တော်ယာကြည့်လိုက်တယ်နည်းနည်းလေးတူတယ်မပြေဘူးထင်ရင် M14 နဲ့ကတ်လိုက်အောင်ပဲဒါပဲနောက်တစ်ခါ M14 နဲ့ကျွန်တော်ယာကြည့်တယ်ပြေလွန်းတယ်ဒီကောင်ကတော့ကာဗာနဲ့မလွတ်နိုင်တော့ဘူးဆိုရင်73နဲ့ကတ်လိုက်မရသေးဘူးလားစနစ်ရှိတယ်ဟုတ်ပြီအဲကြောင့်ကျွန်တော်တို့ဒီကုတ်အစုံကုတ်ဆိုတာအစိုက်တွေပဲဒီအတူအရှိလေးတွေစုံနေအောင်ရှိရင်ကြိုက်တဲ့ဖုန်းလာဗျာမလွတ်တဲ့နီးပါးကတ်လို့ရတယ်